မှန်မှန်မိနိုင်လောက်အောင်ခန္ဓာကိုယ်ပြောင်းလဲသွားတဲ့အဆိုတော်အေးတင်ချိုဆွေမြန်မာနိုင်ငံဂီတလောကမှာတခေတ်တကားကပေါက်တဲ့ဦးဆိုတဲ့တကူတော်စီးရီးကွင်းနဲ့ပြည်သက်ရှင်တဲ့ကိုခိုင်မာဝင်ရောက်နိုင်ခဲ့သူကတော့အဆိုတော်အေးတင်ချိုဆွေပဲဖြစ်ပါတယ်။သူမအထူးခြားတဲ့တန်ပါဝါဆွဲဆောင်မှုရှိတဲ့ဟန်ပန်တွေကြောင့်လူငယ်ပြည်သက်တွေကြားမှာအချိန်တိုတွင်ရှည်ပန်းစားခဲ့သူပါ။ဒါပေမဲ့အောင်မြင်မှုတွေရဲ့နောက်ွယ်မှာတော့သူမဘဝရဲ့အလဲပြောင်းပေါင်းများစွာကိုချမ်းချက်ခံရင်ဆိုင်ခဲ့ရသူလည်းဖြစ်ပါတယ်။အေးတင်ချိုဆွေဟာသူမရဲ့နုပညာတက်တန်းတစ်လျှောက်မှာစိန်ခေါ်မှုများစွာကိုကြုံတွေ့ခဲ့ရပါတယ်။အထူးသဖြင့်သမီးကြီး Ivy လေးကိုကိုဝင်ဆောင်ချိန်မှာဖခင်ဖြစ်သူရဲ့တာဝန်ယူမှုမရှိခဲ့ခြင်းကြောင့်စင်ကယ်မသားဘဝနဲ့သမီးလေးကိုကောင်းဆုံးပြုစုပြောထောင်ခဲ့ရပါတယ်။အဲဒီနောက်ပိုင်းမှာတော့သူမဟာအနုပညာလုပ်တွေကိုခေတ္တရန်နာပြီးဩစတြေးလျနိုင်ငံကိုပြောင်းရွှေ့ခြေချခဲ့ပါတယ်။လက်ရှိဘဝမှာမိသားစုတဲ့ဩစတြေးလျနိုင်ငံမှာရောက်ရှိနေထိုင်ရင်သူမဘဝရဲ့ဒုတိယအိမ်အောင်ကိုတည်ပြုတည်ထောင်ခဲ့ပါတယ်။မကြာသေးမီကပဲဒုတိယမြောက်သမီးငယ်လေးဆာရာကိုမွေးဖွားခဲ့တာကြောင့်အခုဆိုရင်သမီးလေး Ivy အတွက်လည်းအကူရမည့်ညီမလေးတစ်ယောက်ရရှိသွားပြီဖြစ်တယ်လို့အေတင်ကိုရိုင်းကလည်းပုံမပြည့်စုံတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။ပရိသတ်တွေအံ့အားသင့်ခဲ့ရတဲ့ချက်ကတော့အေတင်ရဲ့ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုပဲဖြစ်ပါတယ်။ဒုတိယသမီးလေးကိုမွေးဖွားပြီးတဲ့နောက်ပိုင်းမှာခန္ဓာကိုယ်ဟော်မုန်းပြောင်းလဲမှုတွေကြောင့်အရင်ကနဲ့မတူဘဲဝါလာခဲ့တာကိုတွေ့ရပါတယ်။အနုပညာရှင်တယောက်အနေနဲ့ကင်မရာရှိကိုထွက်လာဖို့ဝင်လေးနေခဲ့ပုံရပေမယ့်မကြာသေးမီကပြုလုပ်ခဲ့တဲ့ဘာသာရေးခမ်းနားတစ်ခုမှာတော့သူမကိုလူမြင်ကွင်းမှာပြန်လည်မြင်တွေ့ခဲ့ရပါတယ်။ဒီလိုပြောင်းလဲသွားတဲ့ပုံရိပ်တွေကြောင့်တချို့သောပရိသတ်တွေကမမမိနိုင်လောက်ဖြစ်ခင်ရတယ်လို့တချို့ကလည်းဝေဖန်မှုတွေရှိခဲ့ကြပါတယ်။ဒါပေမဲ့မိခင်နိုင်အောင်သားသမီးကိုမွေးဖွားပြီးချိန်မှာခန္ဓာကိုယ်ဖွဲ့စည်းပုံနဲ့ဟော်မုန်းပြောင်းလဲတံကိုခံစားရတာဟာတဘာဝဖြစ်စဉ်တစ်ခုပဲဖြစ်ပါတယ်။အဆိုတော်အေးတင်ချိုဆွေဟာအမှုပညာရှင်တယောက်ထံမိခင်ကောင်တယောက်ပြင်သမီးလေးတွေရဲ့ရှေ့ရေးအတွက်အကောင်ဆုံးစူးစမ်းနေထိုင်သူဖြစ်ပါတယ်။သူမရဲ့ခန္ဓာကိုယ်ပြောင်းလဲမှုတံမိခင်တယောက်ရဲ့မေတ္တာနဲ့စူးစမ်းအထောက်မှုကိုပရိသတ်တွေအနေနဲ့နားလည်စာနာပေးကြဖို့မျှော်လင့်မိပါတယ်။ပရိသတ်ကြီးအနေနဲ့ကပြောင်းလဲသွားတဲ့အေးတင်ချိုဆွေရဲ့ပုံရိပ်တွေပေါ်ဘယ်လိုမျိုးအားပေးစကားပြောချင်တယ်လဲဆိုတော့ဝေမျှခဲ့ကြပါအောင်ရှင်။